Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ CEO ကလေးနဲ့မြစ်ဆက်ကလေးနဲ့ပေါ့နော်လုံးချက်ကလေးချက်စားပစ်တာလေးကိုအားလုံးမျှဝေပေးကြပါတယ်ရှင်အရင်ဆုံး CEO လေးတွေကိုတင်ပြီးတော့ရေးဆေးတန့်စင်ပေးထားပါမယ်ရှင်မြစ်ဆက်လေးတွေကိုလည်းအနေတော်လေးတွေတုံးထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ရေးဆေးတန့်စင်ထားတဲ့ CEO လေးတွေမြစ်ဆက်ကလေးတွေကိုဒီပိုင်းထဲမှာထည့်ပေးကြပါမယ်ငရုတ်သီးချက်သွန်လေးလည်းထောင်းပြီးတော့ထည့်ပေးပါမယ်။နှလုံးမှုန်လေးထည့်ပေးပါမယ်။စားထည့်ပေးပါမယ်။ဟင်းချုံမှုန်လေးလည်းထည့်ပေးပါမယ်။ငံပြာရည်လေးလည်းထည့်လိုက်ပါတယ်။ပြီးရင်အရသာမှုမှုလေးပြောင်းလို့မြင့်ငပိလေးလည်းထည့်ပေးပါတယ်။အားလုံးထည့်ပြီးသွားရင်တော့အဲ့ဒါတွေအားလုံးအရသာလေးတွေတမသွားအောင်တိတိကျကျလေးနယ်ပေးလိုက်ပါမယ်။အားလုံးနေပြီးသွားပြီဆိုလို့ရှိရင်တော့စီလေးလည်းအနည်းငယ်လောက်ထည့်ပေးလိုက်ပါမယ်ရှင်စီလေးထည့်ပြီးသွားပြီဆိုရေလေးလည်းတစ်ခါလေးလောင်းလိုက်ပါမယ်ပြီးရင်တော့သူ့ပေါ်မှာမီးပေါ်မှာခဏလောက်တင်ပေးလိုက်ပါမယ်ရေပုတ်ပွက်ဆူလာပြီဆိုရင်တော့အရသာအပေါ်ငံမြေးပြီးတော့စားသုံးလို့ရပါပြီရှင်စီလည်းအများကြီးမကုန်ကြစရိတ်လည်းအများကြီးတတာတယ်အရသာလည်းရှိတယ်လွယ်ကူတယ်ဆိုတော့ဒီဟင်းချက်နေလေးကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ခုလိုမျိုးလွယ်ကူလျင်မြန်ပြီးတော့အရသာလည်းရှိကုန်ကြစရိတ်လည်းတတာတယ်ဟင်းချက်နေလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင် channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့အောင်ရှင်လည်းကြည့်ရှုပေးရတဲ့သူတွေအားလုံးလည်းကိုယ်ကြီးကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေနောက်တင်မဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်တတာ